မင်းတို့လည်းဘောင်းဘီမှာကျိုးနှစ်ချောင်းကိုဒီလိုမျိုးထည့်ကြတာလားဂယူးမဆိုင်ရင်ခါးထဲကိုပြန်ကျုံသွားတတ်တယ်တကယ်တော့ဒီဘက်ကကျိုးရှည်ကိုခောက်လိုက်ရုံပဲပြီးတော့ကျိုးတို့ကိုအပေါ်ကနေတင်လိုက်ပြီးရင်အလဲကိုညက်ကျိုးရှည်ရဲ့ထိတ်ကိုကင်ပြီးခောက်ထားတဲ့အပိုင်းကနေထိုးထည့်လိုက်ဒီလိုမျိုးပတ်ပတ်လဲဆက်လုပ်သွားရုံပဲနောက်ဆုံးတော့ကျိုးရှည်ကဒီအပေါက်လေးထဲကနေထွက်လာလိမ့်မယ်ဒါကလှယုံတင်မကဘူးသုံးရတာလဲအဆင်ပြေရဲ့နှစ်ကျိုးကိုတင်းအောင်လုပ်နေအခုမှပဲဘောင်းဘီနောက်ကကျိုးကဒီလောက်တောင်တင်းနေနိုင်မှန်းသိတော့တယ်ခဲတံမှာကျိုးကိုပတ်ပြီးသုံးပတ်လောက်ရစ်လိုက်ပြီးရင်ကျိုးကိုဒီနေရာကနေထိုးထည့်လိုက်နောက်ဆုံးတော့ညာဘက်ကျိုးကဘဘက်ကိုဖျက်သွားပြီးဘဘက်ကျိုးကညာဘက်ကိုဖျက်သွားလိမ့်မယ်ဒီလိုလုပ်လိုက်ရင်တော့ခါးကျိုးကိုတင်းတင်းကြပ်ကြပ်ချီနှောင်ထားလို့ရပြီးအိမ်သာတက်ဖို့လည်းအရန်အဆင်ပြေတယ်သုံးကျိုးကိုဖြေလျော့နေဒါကအပြင်းထူတဲ့နေလမ်းပဲလုံးမတက်ရင်သူငယ်ရန်ပြန်တက်ပြီးပြန်ပြင်ရမယ်နော်ကျိုးကိုဘညာလုပ်ပြီးရင်နှစ်ဖက်စလုံးကနေဆွဲလိုက်ခါးကိုလိုတလိုဖြေလို့ရတယ်ကျစ်လို့ရတယ်တအားအဆင်ပြေတာပဲလေးဘဘက်ကျိုးကိုအရင်ထက်ချမ်းခောက်ပါဘောင်းဘီကျိုးကိုကင်ပြီးကျိုးပတ်လိုက်အပြင်မှာအိမ်သာသွားရင်ဘောင်းဘီကျိုးကတအားဒုက္ခရောက်ရတယ်ဘောင်းဘီထဲထည့်ထားရင်ဒီနေ့ကိုသုံးလို့ရတာပေါ့နောက်ဆုံးကျိုးကွင်းထဲကိုကျိုးထည့်ပြီးတော့ဒီကနေညာဘက်ကျိုးကိုထည့်လိုက် Q ပတ်ကျိုးထုံးပြီးသွားပြီးဒီနီးလမ်းကိုတင်ထားလိုက်တော့ဘဝတစ်လျှောက်လုံးဘောင်းဘီကျိုးထက်ထုံးနေစရာမလိုတော့ဘူးငါးလေးရက်ကလိုပါကိုယ်တိုင်လက်နဲ့လေ့ကျင့်လို့ရတယ်တင်ယူမတက်သေးရင်ထပ်ပြီးအချိန်နှဲငယ်လေးလာကြည့်ပါ6တရုတ်ပွဲတော်ကိုချမ်းသာကြွယ်ဝခြင်းပွဲတော်လို့လည်းခေါ်ကြတယ်2026ခုနှစ်မှာအားလုံးပဲအကောင်းဆုံးတွေရရှိပါစေလို့ဆုတောင်းပေးပါတယ်ခုနှစ်လေပတ်ကျိုးကြည်နီဒါကမျက်စိမိတ်ပြီးတောင်တင်လို့ရတယ်ကျိုးစုပ်ကိုအဓိကကျိုးပေါ်မှာ3ဘက်ကနေ4ပတ်လောက်ပတ်လိုက်ပါနောက်ဆုံးတော့အဲ့ဒီဝိုင်းရဲကနေရှိုးပြီးထုတ်လိုက်ပါပြီးရင်တော့တေချာလေးညှိပေးလိုက်ရုံပဲရှစ်တကြားလုံးပုံစံကျိုးကြည်နီဒီကျိုးကြည်နီကိုကြိုက်တဲ့ညီမလေးတွေတေချာကြည့်ထားတော့ဖြည်းဖြည်းချင်းလှုပ်ရှားမှုနဲ့တစ်ခါလောက်ပြသထားတယ်မတက်သေးဘူးမပြောနဲ့နော်ကိုဘောင်းဘီကျိုးကမတော်တဆပြုတ်သွားရင်ဘလို့လုံးမလဲဒီနေ့တော့အရန်လွယ်တဲ့နေလန်တစ်ခုတင်ပေးမယ်ဗီဒီယိုတိုင်းတစ်ခါလုံးကြည့်တာနဲ့တက်သွားလိမ့်မယ်တစ်ခါလုံးလို့မတက်သေးရင်နှစ်ခါလုံးကြည့်ပေါ့10လိပ်ပြပုံကျိုးကြည်နီဒါကတော့အလာကားတင်ပေးတာနော်ကျေးဇူးတင်စရာမလိုပါဘူးမတက်သေးတဲ့သူတွေတင်ထားကြပါနောက်မှအေးအေးဆေးဆေးပြန်ကြည့်လို့ရအောင်ပေါ့10လိပ်ပြပုံကျိုးကြည်နီဒါကတော့အလာကားတင်ပေးတာနော်ကျေးဇူးတင်စရာမလိုပါဘူးမတက်သေးတဲ့သူတွေတင်ထားကြပါနောက်မှအေးအေးဆေးဆေးပြန်ကြည့်လို့ရအောင်ပေါ့